ငါတကိုယ်လုံးမှာအကွက်တွေအပြည့်ပဲအတင်းပုတ်တိုက်လေပိုဆိုးလေပဲငါ့ကိုဂျုံမုံနဲ့ပို့ပေးကြည့်ပါပြန်ပြီးပြောင်းလဲလာတာကိုတွေ့ရပါလိမ့်မယ်ဒါကဆေးကက်ကက်ကြီးဖြစ်နေတာပဲကော်ရီကိုရေနဲ့ဆေးလို့မရဘူးစီကိုတုံးကြည့်ပါဟင်းချက်စီကကော်ရီကိုပျော်ဝင်စေနိုင်ပါတယ်စီနဲ့ပုတ်ပြီးတုပ်ပစ်လိုက်ရုံနဲ့ဆေးကက်နေတာတွေအားလုံးပျောက်သွားပါလိမ့်မယ်ငါစီကမနေ့ကလှီးထားတဲ့ကြက်သွန်နီနဲ့တွေထွက်နေတော့ပဲရေနဲ့တင်မဆေးချပါနဲ့တံမြာသီးနဲ့စားသုံးပြီးတန်ရှင်းရေးလုပ်ပေးလိုက်ပါပြန်ပြီးလက်ဆက်တန်ရှင်းသွားပါလိမ့်မယ်ငါကစီတွေပါငါ့ကိုအဝတ်နဲ့လာမတုံးနဲ့ပို့ပြီးချောထွက်ကုန်လိမ့်မယ်ငါ့ဘော်ကိုဂျုံမုံတွေသာပုံချလိုက်ပါငါကအမှုန့်ချောက်တွေဖြစ်သွားပါလိမ့်မယ်အဲ့ဒီကြမှာလှဲ့ကျုံလိုက်ပါငါကတုံးနေပြီးဘာမှလှီးလို့မရတော့ဘူးငါ့ကိုလွှတ်မပစ်လိုက်ပါနဲ့ဦးကြက်ဥခွန်တချို့ကိုထည့်ပြီးကျိတ်ဆက်နဲ့ကျိတ်လိုက်ပါအဲ့ဒါကကော်ပတ်ဆက်ကူလိုမျိုးအာနိတေရှိပြီးငါရဲ့ဓားသွားတွေကိုပြန်ထက်လာစေပါလိမ့်မယ်အခုတော့ငါပြန်ထက်သွားပြီမင်းစီကအနံ့ဆိုးတွေထွက်နေတဲ့ဆက်ပြာကကြက်သွန်ဖြူနှံ့ကိုမတက်နိုင်ပါဘူးရေးအောက်မှာ stainless steel တခုခုနဲ့မင်းရဲ့လက်ချောင်းတွေကိုပုတ်တိုက်ပေးပါတက်တူကကြက်သွန်ဖြူရဲ့ဆပ်ပါ sulfur အနံ့တွေကိုပြဲသွားစေပါလိမ့်မယ်ငါကမဲနေပြီးအယောင်တင်ဆေးတွေမလိုပါဘူးတိတ်ပန်နီးကြရေချိုးပေးလိုက်ရအောင်အလူမီနီယမ်ဖွိုင်း aluminum foil မုတ်ဖုတ်ဆိုတာနဲ့ရေပူတို့ကိုတုံးလိုက်ပါအမဲရောင်အစွန်းထင်းတွေကငါစီကနေဖွိုင်းပြားပေါ်ကိုကူးပြောင်းသွားပါလိမ့်မယ်ငါမှာအစင်းရာတွေထင်နေတာမဟုတ်ပါဘူးဒီမီကိုရောင်အမှတ်သားတွေကမင်းသုံးတဲ့ခရင်ကနေကြံခဲ့တဲ့တထုအကျွင်းကြံတွေပါဆက်ပြနဲ့တိုက်လို့မရဘူးမုတ်ဖုတ်ဆိုတာအနှစ်လေးနဲ့ပုတ်တိုက်ပေးလိုက်ရင်မျက်လက်ပြလိုက်တယ်လို့ပဲအားလုံးပြောက်ကွယ်သွားပါလိမ့်မယ်